ဒီနေ့မှာတော့မချာနဲ့ပတ်သက်ရင်အရန်တောက်လို့ကောင်းတယ်ဆိုပြီးတော့နာမည်ကြီးနေတဲ့ခိုးရီဆိုင်ကိုခေါ်သွားပါမယ်။ဆိုင်ကတော်တော်လေးလူကြတယ်ပေါ့နော်။ဒါကြောင့်ဧပြီတို့မချာမှာတဲ့အချိန်မှာလည်းတန်းစီလိုက်ရပါတယ်။ဒါကတော့ဧပြီတို့မှာထားတဲ့မချာလေးရောက်လာပါပြီ။ဧပြီတို့ကမချာကလောက်ကိုမှာထားတာပါ။မှာထားတဲ့မချာလေးလည်းရောက်လာပြီဆိုတော့မတောက်ခင်အရင်ဆုံးပုံနေရိုက်ကြပါတယ်။ဆိုင်ရဲ့အတွင်းခန်းကတော့နည်းနည်းလေးကျင်းတယ်ပေါ့နော်။လူတွေကလည်းအရန်များတော့ဧပြီတို့အားနာတာနဲ့အပြင်ထွက်ပြီးတော့ပုံနေရိုက်ကြပါတယ်။ဧပြီတို့မှာတောက်ခဲ့တဲ့မချာကလောက်ကတစ်ခွက်ကို16,000ပါဧပြီကမချာတောက်ရတာအရင်ကြိုက်တဲ့သူဖြစ်တဲ့အတွက်တခြားဆိုင်တွေရောက်ရင်လည်းဧပြီဒီမချာကိုပဲပို့ပြီးတော့မှာတောက်ဖြစ်တယ်ပေါ့နော်ဒီဆိုင်ကမချာကတော့ဧပြီရဲ့ favorite တွေထဲကတစ်ခုပါသူ့ရဲ့ဆိုင်လိပ်စာကဗဟန်းမြို့နယ်ရွှေတောင်ကြားလမ်းထဲမှာရှိတယ်ပေါ့နော်ဧပြီတို့အိမ်သားမှာသာရှိနေမယ်ဆိုရင်မလွယ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဧပြီခဏဝယ်တောက်နေမိနိုင်တဲ့မချာဆိုင်ထဲမှာပါနေလို့ပါတကယ်တောက်လို့ကောင်းတဲ့ဆိုင်လေးဖြစ်လို့မချာတောက်ရတာကြိုက်တဲ့သူတွေဆိုရင်ဒီဆိုင်လေးကိုတွားပြီးတော့ try ကြည့်ဖို့ recommend ပေးပါတယ်နောက်တဲ့ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ရှင်ကျေးဇူးပါ